အားလုံးပဲမင်္ဂလာပါဗျဒီဗီဒီယိုလေးထဲမှာတော့အာဆီယံနိုင်ငံဝင်တဲ့နိုင်ငံဖြစ်တဲ့ကမ္ဘောဒီးယားနိုင်ငံကိုတလားဗီဇာနဲ့ဘယ်လိုဝင်ရမလဲဆိုတာနဲ့ကမ္ဘောဒီးယားနိုင်ငံမှာသုံးစွဲတဲ့ငွေကြေးကာရန်စီကိုကျွန်တော်ရဲ့အတွေ့အကြုံအရပြောပြပေးမှာဖြစ်ပါတယ်ဗျကျွန်တော်တို့မြန်မာနိုင်ငံသားများအနေနဲ့ကမ္ဘောဒီးယားနိုင်ငံကိုဝင်မယ်ဆိုရင်တော့နေထိုင်ခွင့် free visa 14ရက်ရရှိမှာဖြစ်ပြီးအကြောင်းမျိုးကြောင့်မိမိကတလားဗီဇာနဲ့ဝင်ကျင်နေဆိုရင်တော့ကမ္ဘောဒီးယားနိုင်ငံလေဆိပ်ရဲ့ arrival place မှာပဲရယူနိုင်ပါတယ်ဗျကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်လေဆိပ်မရောက်ခင်ပြင်ဆင်သွားရမယ့်စာရွက်စာတမ်းတွေကတော့မိမိကန်ဆောင်ထားတဲ့ passport size ဓာတ်ပုံတစ်ပုံနဲ့ဗီဇာကြေးပေးဆောင်ရမည်$30တို့ပဲဖြစ်ပါတယ်ဗျလေဆိပ်ကိုရောက်ပြီဆိုရင်တော့ immigration မှာဖြတ်ပြီး arrival visa counter မှာပဲအချက်လက်ဖြည့်ရန်ဖောင်တောင်းပြီးအချက်လက်ဖြည့်ပြီးပါကပြသငွေကိုပေးချေပြီးရင်တော့10မိနစ်15မိနစ်လောက်စောင့်ရပါတယ်ဗျပြီးရင်တော့ကျွန်တော်တို့တလားဗီဇာရပါတယ်နော်နောက်ထပ်အနေနဲ့ကမ္ဘောဒီးယားနိုင်ငံမှာသုံးစွဲတဲ့ငွေကြေးကာရန်စီကတော့ရီယယ်ဖြစ်ပြီး$ကို$4,000နဲ့ညီမျှပါတယ်ဗျကမ္ဘောဒီးယားနိုင်ငံပြည်တွင်းမှာတော့ရီယယ်ထက် USD အမေရိကန်ဒေါ်လာကိုအများဆုံးသုံးစွဲနေကြတာကိုတွေ့ရပါတယ်ဗျကမ္ဘောဒီးယားနိုင်ငံရဲ့မော်စီနီမတ်များရဲ့ကုန်ပစ္စည်းရဲ့တန်ဖိုးတွေကိုလည်းရီယယ်နဲ့မပြပဲများသောအားဖြင့်အမေရိကန် USD ဒေါ်လာနဲ့ပြထားတာကိုတွေ့ရပါတယ်ဗျအားလုံးပဲကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ like and follow လေးနဲ့ကူညီပေးဖို့တောင်းဆိုပါတယ်ဗျ